မင်္ဂလာပါရှင် Brighter Future Page ကနေကြိုဆိုပါရစေဒီမှာလုံးဝချောတူပဲ17နာရီ17မိနစ်ပါကျွန်တော်တို့ဂျပန်မှာ17နာရီ17မိနစ်မှာ live လွှင့်လို့ဖြစ်သွားတယ်ဆိုတော့ခဏလေးစောင့်လိုက်မယ်เนาะကျွန်မခဏလေးစောင့်လိုက်ပါမယ်ဒီကြည့်ပေးမှာတော့ဒီတစ်ခါကြည့်ပေးမှာတစ်ဖက်လူနဲ့ကိုနဲ့ဂျားထဲမှာဂျားလူရှိနေလားဆိုတာလေးကိုကျွန်မကြည့်ပေးသွားမှာဖြစ်ပါတယ်เนาะဒါဆိုရင်ဒီဘက်ကပိုင်1မှာဒီဘက်ကပိုင်2ပါတစ်ဖက်လူနဲ့ကိုနဲ့ဂျားထဲမှာအဓိက main အနေနဲ့ကြည့်သွားမှာတော့ဂျားလူရှိနေသလားပေါ့နော် third party တို့ဘာလို့ရှိနေသလားအဲ့ဒါကို main ထားပြီးတော့ကျွန်မကတ်ဆွဲသွားမှာဖြစ်ပါတယ်ဒီဘက်ကဘယ်ဘက်ကပိုင်1မှာညာဘက်ကတော့ဒီဘက်ကပိုင်2ဖြစ်ပါတယ်ပိုင်1ပိုင်2ပေါ့နော်ဆိုတော့ချက်ကလေးဆွဲထားပါမယ်မစပြီးကြည့်ပြလိုက်တော့မယ်နော်တစ်ဖက်လူဖြစ်တဲ့အတွက်ကြောင့်မလို့လေ ace တွေ crush တွေနဲ့မဆိုင်ဘူးเนาะဘယ်သူမှဆိုကြည့်လို့ရပါတယ်ကိုနဲ့ကိုရဲ့ ace နဲ့ပတ်သက်လို့သူနဲ့ကိုနဲ့ဂျားထဲမှာဂျားလူရှိနေပြီလားလို့လည်းကြည့်လို့ရတယ်ကိုနဲ့ကိုရဲ့ crush ပေါ့နော်ကိုသဘောကျနေသူနဲ့ကိုနဲ့ဂျားထဲမှာဂျားလူရှိနေလားဆိုတာမျိုးလည်းကြည့်လို့ရတယ်လို့ကိုယ့်ရဲ့တစ်ဖက်လူဘယ်သူမဆိုတာ ace ဖြစ်ရင်လည်းဖြစ်မယ်ကွာဟိုဘယ်သူမဆိုပေါ့နော်ကိုယ့်ရဲ့တစ်ဖက်လူအာယုံပြုပြီးတော့ရွေးပါကိုယ့်ရဲ့တစ်ဖက်လူနဲ့ကိုနဲ့ဂျားထဲမှာဂျားလူရှိနေသလားဆိုတာကိုကျွန်မကြည့်ပြီးတော့မှဖြစ်ပါတယ်နော်ဒီဘက်ကပိုင်1ပါဒီဘက်ကညာဘက်ကပိုင်2ပါပိုင်1လေးကိုအရင်သွားလိုက်တော့မယ်နော်ပိုင်1တမလေးတွေကအရင်ဆုံးကျွန်မမြင်သမျှအောင်ကြည့်သွားပါမယ်ဒီမှာတော့ကျွန်မဒီ live မှာ reverse လေးနဲ့ယူမယ်ပေါ့နော်ပထမဦးဆုံးအနေနဲ့ဟိုပိုင်1လေးတွေကလေခုချိန်မှာအလုတ်ရှုံနေတယ်လို့ပဲပြောရမလားအလုတ်တစ်ခုကိုများနေတာမျိုးတွေ့ရတယ်ဥပမာပြင်ကိုကပေါ့နော်ဟိုကိုဘွားကိုရဲ့အနာဂတ်အတွက်ကိုတော့ကိုကတော်တော်လေးကိုမှစူးစမ်းနေတယ်ဟိုကိုဖြစ်ချင်တဲ့အရာလေးကိုလည်းကိုတော်တော်လုပ်နေတယ်လို့တွေ့ရတာတနည်းအားဖြင့်ဟိုတခုခုမလဲ့နဲ့ကိုယ့်ရဲ့မှာ realization time ပေါ့နော်ကိုနည်းနည်းနားနားနေတာတခုကိုယ့်ရဲ့ဝါသနာပျော်ပါတာအဲ့လိုမျိုးကိုမလုပ်နိုင်ဘူးကိုယ့်ရဲ့ဘဝအဓိကတော့အလုပ်လုပ်နေတဲ့သူတွေဆိုလို့ရှိရင်လည်းမင်္ဂလာပါရှင်အလုပ်လုပ်နေတဲ့သူတွေဆိုလို့ရှိရင်လည်းအလုပ်ပေါ်မှာအရန်အာရုံစိုက်နေတာမျိုးပြောချင်တာကွာပိုင်ဝမ်းလေးတွေကအခုလက်ရှိမှာအခြေရေးထက်ဘဝကြီးကိုပို့ပြီးတော့မှအာရုံစိုက်နေရတဲ့ဂိမ်းမျိုးဖြစ်နေရပေါ့နော်ဟိုပြောရင်ကိုယ့်အနေကိုအလုတ်ရှုပ်နေတယ်ဆိုတဲ့ပုံစံမျိုးပြတာပေါ့နော်အဲကြောင့်တခုဆိုလို့ရှိရင်တော့အရာရာကိုလေးနက်နက်နဲ့တော့တွေးတယ်ပိုင်ဝမ်းလေးတွေဒါပေမဲ့ဒီကာလမှာအလုတ်များနေပြီးတော့တစ်ဖက်လူပေါ်မှာလဲကိုကလေလွမ်းတယ်လို့မျိုးပေါ့နော်စိတ်ခံစားချက်ကဟိုခက်ဆွေးဆွေးမြင့်မြင့်လည်းပြောလို့ရအော် तू ကငါ့ကိုပြစ်ထားနိုင်တာပဲဆိုပြီးတော့ကိုတွေးညာမျိုးလည်းရှိလိမ့်မယ်ဒီလားဟို ace ပဲဖြစ်ဖြစ် crush ပဲဖြစ်ဖြစ်ပေါ့နော်တခြားဘသူဖြစ်ဖြစ်တစ်ဖက်လူကငါ့ကိုပြစ်ထားနိုင်တာပဲလေဆိုရယ်စိတ်နဲ့ကိုရင်ထဲမှာနည်းနည်းနာကျင်နေရလို့လည်းပြောလို့ရတယ်ကွာကိုမန်လေးနဲ့ကိုသူတော်ကပြစ်ထားနိုင်သေးတာပဲလို့တွေးနေမှာကြာသေးမိကမှတစ်ဖက်လူချောင်းကိုကတော်တော်လေးနာကျင်ခဲ့ရတယ် maybe အရန်ခံစားရတယ်ဖြစ်ဖြစ်မဟုတ်ဘဲနဲ့မာနတစ်ခုလျောက်တော်ပြီ तू ကငါ့ကိုပြစ်ထားတာပဲငါတော့ तू ကပြစ်ထားနိုင်တာပဲအဲ့လိုမျိုးလေးပိုင်ဝမ်းလေးတွေးနေရမျိုးဖြစ်နိုင်တယ်ပိုင်ဝမ်းလေးရတစ်ဖက်လူလေးမှတစ်ဖက်လူပေါ်ကိုသဘောကျတာခံစားချက်ရှိတာဖြစ်ရင်ဖြစ်တယ်ဒါပေမဲ့ तू ကငါ့ကိုတော်တော်လေးပြစ်ထားရက်တာပဲဆိုရယ်စိတ်မျိုးကိုမှဝင်နေတယ်ပြီးပိုင်ဝမ်းလေးကိုကျမအလုံးများနေတယ်အဲတစ်ဖက်လူကလေအပွင့်လင်းဆုံးပြောရရင်ဒီပြီးခဲ့တဲ့ကာလတစ်ခုအတွင်းထဲမှာ तू ကတော်တော်လေးသူ့ကို तू self love ထားခဲ့တယ်အတ္တလေးဒါပေါ့နော်ဒီလိုမျိုးအတ္တကြီးခဲ့တယ်သူ့ရဲ့ဘဝအတွက်ကို तू ပိုစူးစမ်းတယ်သူဖြစ်ချင်တာကို तू လုပ်မယ်သူ့ဘဝပဲပေါ့အဓိကအဲ့ဒါကိုပဲ तू က main first priority ထားတယ် priority ကိုရှေ့တန်းတင်တယ်ပေါ့နော်သူ့ကို तू ရှေ့တန်းတင်တယ်ဒါပေမဲ့အခုချိန်မှကျတော့ तू ကအဲ့လိုမဟုတ်တော့ဘူးလို့ပြတယ်အဲ့လိုမဟုတ်တော့ဘူးဆိုတာဘာလဲပေါ့နော်တစ်ချက်ကျမတို့ကြည့်ရအောင်ပါအဲ့လိုမဟုတ်တော့ဘူးဆိုတော့တော့လေဟိုဘယ်လိုပြောမလဲသူတစ်ဖက်လူကလေအမားတစ်ခုတော့လှုပ်ထားအမားလှုပ်ထားပဲပြောရမလားကိုသူ့ကိုမကြည့်တဲ့အချက်တစ်ခုရှိတယ်ဒီမှာပြတော့လေပိုင်ဝမ်းလေးတွေကသူ့ကိုလို့ तू ကငါ့ကိုဒီလိုလုပ်နိုင်တာပဲလုပ်ရက်တာပဲ maybe အဲ့လိုတွေးနေတော့အဲ့ဒီပုံစံမျိုး तू လုပ်ခဲ့တဲ့
ကိုမကြိုက်တဲ့အချက်ပေါ့နော်အဲ့ဒီအရာကိုသူကသူသုံးသက်ဆင်ခြင်မိလာတယ်ဥမာငါကတော့ဒီပိုင်ဝန်းလေးတွေပေါ်မှာမကောင်းတာတခုပေါ့နော်နာကျင်အောင်လုပ်တာပဲဖြစ်ဖြစ်သို့မဟုတ်အရန်အဆက်တော့လုံးဝဖြတ်ထားတာပဲဖြစ်ဖြစ်သို့မဟုတ်ပစ်ထားတာပဲဖြစ်ဖြစ်တခုလှုပ်ထားတယ်ကွာပိုင်ဝန်းလေးတွေပေါ်မှာတစ်ဖက်လူကလေအဲ့ဒီပေါ်မှာကိုကတိတ်ပြီးတော့မှမကြည့်ဘူးမကြည့်ဘူးဆိုတာတဲ့ကိုမှလည်းအော်သူတော်ဒီလိုလုပ်နိုင်တာပဲဆိုရယ်မာနာလေးတခုရှိလာတယ်ကိုမှလည်းဒါပေမဲ့ပြောချင်တာတစ်ဖက်လူကအဲ့ဒါတွေကိုသူ့ကိုယ်သူသတိပြုမိလာတယ်ငါကတော့သူတို့ကိုပေါ့နော်ကိုယ့်အပေါ်မှာပေါ့ငါကတော့ပိုင်ဝန်းလေးတွေပေါ်မှာဒီလိုမျိုးပြစ်ထားမိတယ်လုံမိတယ်အဲ့ဒါမျိုးသူတတိထားမိလားလို့ပြတယ်အဲ့တော့သူ့မှာကိုနဲ့သူနဲ့ကြမှာဂျားလူရှိလားဆိုတာကိုထပ်ကြည့်ချင်ပါတယ်ဒီကရတော့မရှိဘူးလို့ပြတယ်ဒီလားပိုင်ဝန်းလေးတွေနဲ့ပိုင်ဝန်းလေးတွေရဲ့တစ်ဖက်လူမှာဒါပညာတနာကြည့်တာဆိုတော့လေတချို့အများစုကတော့အများစုလို့ပြောချင်တယ်ပေါ့နော်အားလုံးတော့ဖြစ်ချင်မှာဖြစ်မှာပေါ့ဒါပေမဲ့အများစုကျမကြည့်တဲ့လောက်ကတင်းနဲ့တင်းရဲ့တစ်ဖက်လူကြားထဲမှာဂျားလူမရှိဘူးလို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့သူတို့ကလေသူတို့ရဲ့အားနည်းချက်ကတခုဆိုသူတို့ရဲ့ခံစားချက်ကိုထုတ်မပြတတ်တာပဲခံစားရတာပေါ့နော်ကျွန်တော်အာယုံရတာတစ်ဖက်လူဒီတင်းတို့အပေါ်မှာcrash solution လဲ crash ကကိုပြန်ပြီးတော့မှသဘောကျနေတဲ့အဆင့်မျိုးရှိတယ်ကွာပြန်ကိုသဘောကျနေသူက X solution လဲ X ကပြန်လာခြင်းနေရာမျိုးရှိမယ်ဒါ crash အတွက်ပိုအကျုံးဝင်မယ်ဒီလားပိုင်ဝန်းလေးတွေကလေကိုသဘောကျနေသူကိုကြည့်ရင်ပိုအကျုံးဝင်နိုင်တယ်အဲ့တော့တစ်ဖက်လူကတင့်ကိုတင်သဘောကျတယ်လို့လုံးဝသဘောကျတယ်ဆိုတာကိုပြတယ်ဒါပေမဲ့သူ့ရဲ့ခံစားချက်တွေကိုသူကမြူတိတ်ထားတယ်အလုံးမအားလို့ပဲဖြစ်ဖြစ်ကိုနဲ့သူနဲ့ကလက်တွေ့မှာမဖြစ်နိုင်ပါဘူးလေဆိုရဲစိတ်နဲ့သူကဘယ်လိုပြောမလဲနီးစပ်မလုပ်တာပြောချင်တာကငါနဲ့သူနဲ့ကတော့လက်တွေ့မှာမဖြစ်နိုင်ပါဘူးလေဆိုရဲစိတ်နဲ့သူကနေနေတာပေါ့နော်ခံစားချက်ကရှိတယ်ဒါပေမဲ့သူခံစားချက်ကိုထုတ်မပြဘဲနဲ့အဲ့လိုချုပ်တီးထားတဲ့ပုံစံမျိုးနေနေတာ crash solution ကိုယ့်ရဲ့ crash ကကိုယ်ပြန်ပြီးအောင်သဘောကျတဲ့အဆင့်သူကထုတ်တော်မပြတာချစ်သူဟောင်းပေါ့နော်ရီစားဟောင်းလို့ X solution တော့ X ကခုချိန်မှာသူမလုံနိုင်သေးဘူးကိုနဲ့ပြန်နီးစပ်အောင်မလုံနိုင်သေးဘူးဆိုပုံစံမျိုးတော့တွေ့ရတယ်ဒါပေမဲ့ဒီ angel message လေးမှလည်းကျွန်တော်တို့ကြည့်ရအောင်ကြည့်ရတဲ့အချိန်မှာဒါပေမဲ့တင့်ဝင်ကွာသူတို့ကဘယ်လိုမြင်လဲဆိုတော့တင်ကသူတို့ရဲ့မျက်လုံးထဲမှာချစ်စရာကောင်းတယ် cute ဖြစ်တယ်ပေါ့တနည်းအားဖြင့်ကွာတင်ရဲ့သူတို့ရဲ့အာယုံဆွဆောင်နိုင်တဲ့ပုံစံကတော့အဲ့လိုချစ်စရာကောင်းတယ်ယောက်ျားလေးဆိုလည်းချစ်စရာကောင်းတယ်မိန်းကလေးဆိုလည်းချစ်စရာကောင်းတယ်ယောက်ျားလေးမိန်းကလေးပိုင်ဝန်းလေးတွေကဘယ်လိုပဲဖြစ်ဖြစ်ချစ်စရာကောင်းတယ်သူတို့ကမြင်တယ်သူတို့ကကိုယ့်ကိုသဘောပြန်ကျနေတာအမှန်ပဲကိုယ်သဘောကျနေသူဆိုကိုယ်လည်းပြန်သဘောကျနေတယ်ချစ်သူဟောင်းနေပါတယ်ဆိုလို့ရှိရင်လည်းသူကသူ guilty ဖြစ်တယ်ဆိုတာအဲ့လိုနည်းနည်းလေးဟာပေါ့နော်ဒီပိုင်ဝန်းလေးတွေပေါ်မှာမကောင်းခဲ့ဘူးလေဆိုရယ်စိတ်သူတို့မှရှိတယ်ဒါပေမဲ့ထုတ်မပြအောင်သူတို့ရဲ့အားနည်းချက်ကသူတို့ရဲ့ခံစားချက်တွေကိုထုတ်ဖော်မပြောပြတတ်တာဝင်မခံတတ်တာရှောင်ပြေးတတ်တာအဲ့ဒါသူတို့ရဲ့ပိုင်ဝန်းလေးတွေတစ်ဖက်လူရဲ့မှာအားနည်းချက်အဲ့တော့နှစ်ယောက်ရဲ့ကြားထဲမှာအနာဂတ်ဘာဖြစ်မလဲဆိုတာလေးလည်းတစ်ချက်ကျွန်မဆက်ကြည့်ပေးခြင်းနဲ့ပေါ့နော်နှစ်ယောက်ရဲ့ကြားထဲမှာအနာဂတ်ဘာဖြစ်မလဲပိုင်ဝန်းလေးတွေရဲ့ကြားလူတော့မရှိဘူးပြောရနော်ပိုင်ဝန်းလေးနဲ့တစ်ဖက်လူကနှစ်ယောက်ကြားထဲမှာကြားလူမရှိဘူးဆိုတော့နှစ်ယောက်သားပါဆက်ဖြစ်မလဲဆိုရင်လေကိုယ့်ရဲ့အနာဂတ်မှာကြောက်လေကိုကဘယ်လိုလဲဆိုတော့တခုဆိုရင်လေဆိုတော့လည်းနည်းနည်းပြောခဲ့ပါတယ်သူတောင်ငါ့ကိုဒီလိုမျိုးပြစ်ထားတယ်သို့မဟုတ်လဲသူတောင်ငါ့ကိုဒီလိုလုပ်တာပဲပေါ့နော်အဲ့လိုအခြေအနေမျိုးမှာငါဘာမှလိုက်နေစရာအကြောင်းမရှိတော့ဘူးအဲ့လိုမျိုးလေးတွေကိုတွေးနေတာမျိုးတွေ့ရတယ်တခုဆိုလို့ရှိရင်ပေါ့နော်ကိုဘဝကိုယ့်ရဲ့အနာဂတ်တော့ကိုရည်ရွယ်တဲ့အိမ်မက်တွေပါရတော့ကိုကစူးစမ်းနေတာမျိုးမြင်တယ်ဒါပေမဲ့ကိုယ့်ရဲ့ရင်ထဲမှာသူတောင်ငါ့ကိုဒီလိုမျိုးပြစ်ထားနိုင်တာပဲငါဘာလို့မနေနိုင်ရမှာလဲဆိုရင်မာနစိတ်ကလေးအနာဂတ်မှာကိုဖြစ်လာလိမ့်မယ်တနည်းအားဖြင့်ကို self love ရှိလာတာမျိုးလေးလည်းဖြစ်နိုင်တယ်တနည်းအားဖြင့်ဆိုရင်ကိုလိုချင်တဲ့အရာကိုတော့ကိုလုပ်နေတယ်ဆိုပေမဲ့ဒီကာလမှာတိတ်စိတ်အဆင်မပြေဘူးစိတ်ပင်ပန်းနေတယ်ဆိုပုံစံမျိုးလေးတွေကိုလည်းကိုပို့ချစ်လာလိမ့်မယ်ဒီလားနောက်တစ်ခုလည်းမှာကျင်တာအဲ့လို angel message အရာပြောရတာကိုပို့ချစ်မယ်ဆိုရင်ပို့ချစ်လေဒီလိုမျိုးဘယ်လိုပြောမလဲကိုယ့်ရဲ့အခြေ life ကပျော်စရာကောင်းလေးဖြစ်မယ်ပေါ့ကိုကအဲ့လိုသူ့ပဲတွေးနေမယ်ကိုအရင်ကြီးဟောမဖြစ်နိုင်ဘူးဆိုတာမျိုးကိုယ့်ရဲ့တိုးတက်မှုတွေပါတယ်ဆွဲရုပ်တာမျိုးဆိုမကောင်းဘူးလို့ပြထားတာတနည်းအားဖြင့်ဘယ်လိုပြောမလဲတစ်ဖက်လူနဲ့ကိုနဲ့ကြားထဲမှာပေါ့နော်
ကိုကသူ့ကိုတကယ်တမ်းချစ်တယ်ဘာညာဆိုလို့ရှိရင်အဓိကကိုချစ်ချင်းအဖြစ်ကိုရဲ့ life ကပိုတိုးတက်လာမယ်ပြောစင်တာကိုအရေးချင်းတိုးတက်အောင်လုပ်မယ်ကိုအချိန်ကိုပိုအာရုံစိုက်မယ်ကိုပိုတိုးတက်အောင်လုပ်မယ်ဆိုရင်ကိုက romantic life တခုရောက်လာမယ်ပေါ့နော်နောက်နည်းနည်းခံစားရတာလေအနာဂတ်မှာ तू ကဒီမှာလဲတော့ထူးခြားတာကျွန်တော်ဒီကက်ကိုမကြည့်ရသေးဘူးလားဆိုတော့ဒီကက်ကိုပဲကြည့်ပြီးပြောနေတာတောက်လျှောက်ဒါပေမဲ့ဒီကက်လက်ကသွားတူတာ love yourself first တဲ့ကိုအရင်ပို့ချစ်ပါကိုတင်အရင်ပို့ချစ်ရလိမ့်မယ်တဲ့ဒီမှာ your self respect makes you more romantically and attractive ဒီနှစ်ကက်ကအရင်ထူးခြားတာလေဒီကက်ကိုပဲကျွန်မကြည့်ပြီးဟောတော့ဆိုလို့ရှိရင်တင်ရတင့်ကိုသူ့ကိုပဲတွေးနေတာတဲ့တင့်ကိုတင်ပို့ပြီးတော့ချစ်ပါတင့်ကိုတင်ပို့ပြီးတွေးမယ်ချစ်မယ်ဆိုလို့ရှိရင်တင်ပေါ်မှာ romantic life မှာအရန်ကိုချစ်တဲ့အခြေအမျိုးတွေနဲ့ကြုံရမယ်အခြေအရပို့ပြီးပျော်ရွှင်စရာကောင်းလာလိမ့်မယ်လို့ပြောတာဒီကက်မှာလည်းတော့အတူတူပဲဒီလာ message ကကိုပို့ချစ်ပါအဲ့လိုမျိုးဆိုရင်တင့်ကိုအရန်ချစ်ပေးရတဲ့သူမျိုးဖြစ်လာလိမ့်မယ်ပေါ့ပြီးတော့နည်းခံစားရတာလေသူနဲ့ကတော့ဒီလိုမျိုးဘယ်လိုပြောမလဲသူ့ဘက်ကတော့သဘောကျနေတယ်ပိုင်ဝန်းလေးတွေပေါ့လို့ကျွန်မပြောခဲ့တယ်နော်သဘောကျနေတယ်လို့တော့ပြောခဲ့တယ်ဒါပေမဲ့လို့ဘယ်လိုပြောမလဲတခုဆိုလို့ရှိရင် तू ကနည်းနည်းလေးတိုင်းတာတခုထိခုချိန်မှာသူ့ရဲ့ခံစားချက်တွေကို तू ထုတ်မပြဘူးဝင်မခံဘူးတခုဆိုရင်လေရှောင်ပြေးတယ်သူ့ရဲ့အတွေးတွေကိုလည်း तू ထုတ်ပြလိမ့်မရှိဘူးအဲ့ဒီဟာသူ့ရဲ့အားနည်းချက်ဖြစ်နေတော့ကကိုကလည်းကိုပို့ချစ်ပေးဖို့တော့လိုလိမ့်မယ်ပေါ့အဓိကသူကကိုသဘောကျနေဆိုပေမဲ့အနာဂတ်မှာတော့သူ့ဘက်ကနေအဲ့လိုဘယ်လိုပြောမလဲစိတ်အားထက်သန်သွားနေကိုနဲ့နီးစပ်အောင်လုပ်လာတာမျိုးအရင်ကြီးမတွေ့ရသေးဘူးဒါပေမဲ့ तू ပြန်ပြီးတော့မှဒီနှစ်ယောက်ကတစ်ဖက်သက်အဲ့လိုမျိုးခံစားချက်မဟုတ်ဘဲနဲ့နှစ်ဖက်လုံးကတယောက်ကိုတယောက်တိုင်ရောစင်ရှိနေတဲ့ခံစားချက်ရှိနေတယ်လို့တော့ပြတယ်အဲ့ဒါအပြင်ကျွန်တော်မြင်ရတာပြောရမယ်ဆိုရင်သူ့အကြောင်းထက် new love တဲ့ကိုကလေသူ့ပြင်တခြားတယောက်ပေါ်လာတဲ့တိလားကိုကသူ့ရဲ့တခြားလူရဲ့ကိုရှင်ရွေးရတဲ့ပုံစံကိစ္စမျိုးကြီးအနာဂတ်မှာကြုံလာတတ်တယ်။ပိုင်ဝန်းလေးတွေကသူ့အပြင်လူတစ်ကကိုဘွားတွေကိုဝင်လာတာမျိုးတွေအဲ့ဒီချိန်မှာ तू ကလည်းကိုယ့်ကိုသဘောတော့ကြာနေတယ်ဒါပေမဲ့ तू ကထုတ်ပြီးတော့မှဘာမှမပြဘူးသူ့ရဲ့ခံစားချက်တွေကိုထုတ်မပြဘူးအဲ့လိုအချိန်တွေမှာအဲ့အခုလက်ရှိလူကိုတွေးနေတဲ့သူနဲ့လူအသက်နဲ့ကိုကရှင်ရွေးရတာမျိုးတွေအနာဂတ်မှာဖြစ်လာတတ်ပါတယ်။တချို့တွေကြတော့လေအခုတွေ့နေပြီလူအသက်နဲ့တွေ့နေတာမျိုးတွေလည်းဖြစ်နိုင်တယ်။အဲ့တော့ကိုဘွားမှာသူ့ရဲ့တခြားတစ်ယောက်ရဲ့နှစ်ယောက်ကိုအစ်စ်တစ်ယောက်ပေါ့နော်ရှင်ရွေးရတာမျိုးလေးဖြစ်လာတဲ့ဘယ်လိုပဲဖြစ်စေပေါ့နော်မိတို့ပင်ဆိုပါစေတဲ့ကိုအရင်ချစ်ပါပေါ့ကိုယ့်ရဲ့အရေးချင်းတွေကိုတိုးတက်အောင်ကိုယ့်ရဲ့တိုးတက်မှုတွေကိုပို့လုပ်ပါအခြေရပို့ပြီးကန်ကောင်းလာလိမ့်မယ်တနည်းအားဖြင့်ကိုဘွားတဲ့ right person က right ဒီနှစ်နှစ်လောက်အတွင်းမှာကိုဘွားကိုပို့ပြီးတော့ဦးစားပေးပြီးတော့ကို self love ထားပြီးစူးစမ်းကြည့်ပါပေါ့နော်ပိုင်ဝန်းလေးတွေကလေနှစ်နှစ်လောက်အတွင်းမှာ right person ကိုအနာကိုကြံခဲ့လိမ့်မယ်သူဖြစ်ရင်သူကြံလိမ့်မယ်သူမဟုတ်ရင်အဲ့လူအစ်စ်ကြံလိမ့်မယ်အဲ့နှစ်ယောက်တည်းကကိုကရွေးရတယ်ပြောရမလားရွေးရလိမ့်မယ်ပေါ့နော်အဲ့လိုမျိုးအနေထားမျိုးလေးတွေတော့ကျွန်မမြင်မိပါတယ်ဆိုတော့ကအဲ့လိုကြားတယ်ပေါ့နော်ပိုင်ဝန်းလေးတွေကဒီဟာပါပဲတခြားလူကတော့သူနဲ့ကိုယ်နဲ့ကြားမရှိဘူးเนาะဆိုတော့ပိုင်ဝန်းလေးတွေဆက်ရအဆင်ပြေပါစေဆိုတော့ပိုင်တူးသမားလေးတွေကိုကျွန်တော်တစ်ချက်ဆက်သွားပြီမယ်เนาะဒီလေ booking ကိုတီးတဲ့ဒီနေရာမှာလူအများကြီးယူကြည့်ပေးတာဆိုတော့အများကြီးလည်းအစွဲလမ်းထားပါနဲ့ကျွန်မ tarot reader တယောက်အနေနဲ့အမြင်ပြောနေကြစကားလေးပေါ့နော်အရင်အစွဲလမ်းမထားပါနဲ့တခုဆိုတော့ပိုင်ဝန်းကိုရွေးပြီးလူပေါင်းများစွာတောင်းပများစွာတိမ်ပများစွာရှိနိုင်တယ်လीနော်အဲ့တော့အရင်အစွဲလမ်းမထားနဲ့သတိထားဖို့အရာလေးတွေပဲယူဒါပေမဲ့ကိုတီးတက်မေးချင်တယ်ဆိုတော့ကျွန်တော်တို့ patient messenger မှာမေးလို့ရပါတယ်ဆရာမလေးတွေဟောပေးနိုင်တဲ့ booking ရက်ကလေးရဲ့ reading ရဲ့ဈေးနှုန်းလေးရဲ့ဆိုပြီးမြင်ပြပါနော်ကျွန်မတို့ဆရာမ2ယောက်လုံးက page မှာဆရာမ2ယောက်ရှိရရှင်ဆရာမ2ယောက်လုံးကဂျပန်တက္ကသိုလ်လေးတက်နေတော့သူကလူပြောမလဲနည်းနည်းလေးစာပြန်လာလေးတော့အချိန်ပိုင်းလေးစောင့်ပြီးပါကျွန်မတေချာပေါက်တော့ပြန်လာပါတယ်เนาะ booking ရက်ကလေးရဲ့ booking ရဲ့ဈေးနှုန်းလေးရဲ့ဆိုပြီးတော့ဒီ private patient messenger မှာစုံစမ်းနိုင်ပါတယ်ဆိုတော့ by 2လေးကိုသွားမယ်ပေါ့เนาะ by 2သမားလေးတွေကပိုင်တူးသမားလေးတွေကလေအခုချိန်မှာတစ်ဖက်လူနဲ့တင်နေရလောလောလတ်လတ် long distance ဖြစ်နေတာမျိုးတွေ့ရတယ်ဝေးနေတယ်လို့မျိုးခံစားချက်ကိုရတယ်ပေါ့နော်ပိုင်တူးသမားလေးတွေကတင်နဲ့သူနဲ့ခြားထဲမှာအကွာဝေးတစ်ခုရှိနေတာကွာဝေးတစ်ခုခြားနာနေတယ်ပေါ့နော်
2ပါရှင်ဟုတ်တယ်နော်ပိုင်2လေးတွေကတော့တစ်ခုခုကိုလေလို့လေဝရိယကြီးရဲ့တွေမှာပါတယ်လွယ်လွယ်နဲ့လက်မလျှော့တတ်ဘူးပိုင်2လေးတွေကလေအစွဲလန်းလေးကြီးတတ်မဲ့ပုံတော့နည်းနည်းပေါက်တယ်အခြေတို့ဘာလို့မှဆိုအစွဲလန်းကြီးတယ်ဟိုကိုယ့်ရင်ထဲမှာနည်းနည်းနာကျင်နေရတဲ့အရာဆိုလဲအဲ့လိုခဲပြီးတော့မှတ်ထားတတ်တယ်ပေါ့နော်အဲ့လိုအတွေးပိုင်းဆိုင်ရာမှာကိုကဘယ်လိုပြောမလဲကိုယ့်ပေါ်ကောင်းတဲ့လူဆိုလဲအရန်မှတ်ထားပြီးတော့ပြန်ကောင်းပြီးတတ်တယ်အရန်လေးချစ်တတ်တယ်ပြီးတော့အစွဲလန်းလေးကြီးတယ်အဲ့လိုမူဒီပေါ့ခံစားချက်တွေကပျော်လဲပျော်တယ်ဝမ်းနဲ့လဲဝမ်းနဲ့နှစ်ခုလုံးပေါ့နော်အဲ့လိုမျိုးဖြစ်တာတွေ့တယ်အဲ့တော့ကိုကသူနဲ့အခုချိန်မှာ physical distance တစ်ခုခြားနေတယ်လို့မျိုးအကွာဝေးတစ်ခုခြားနေတယ်လို့မျိုးပိုက်တူးလေးတွေပေါ့အတွက်သွားတွေ့ရတယ်ပေါ့နော်အဲ့တော့တခုပြောချင်တာလေတစ်ဖက်လူနဲ့ကိုနဲ့တာဘလို့သမားတွေပါမလဲဆိုပိုက်တူးလေးတွေ ace ကိုတွေးပြီးယူရလူပါနိုင်တယ် ace မဟုတ်ရင်လည်း situationship ပေါ့ situationship ဆိုတာတစ်ဖက်လူနဲ့ကိုနဲ့ကပုံမှန်သစိမ်းလည်းမဟုတ်ဘူးအဲ့လိုမျိုးချစ်သူလည်းမဟုတ်ဘူးချစ်သူဖြစ်မလို့အခြေအနေမျိုးလေးတွေတစ်ဖက်လူရွေးတာမျိုးပါနိုင်တယ်တချို့ကျတော့ချစ်သူဟောင်း ace ကိုတွေးပြီးရွေးရသူတွေအများစုပိုက်တူးလေးတွေမှာပါမယ်လို့တွေ့ရတယ်ပေါ့နော်တစ်ဖက်လူနဲ့ကိုနဲ့ခြားထဲမှာကသူကအဲ့လိုမျိုးကိုဘဝတွေကနည်းနည်းဝေးကွာသွားတယ်လို့မျိုးပေါ့ကိုကဆက်သွယ်သူကပြန်ဆက်သွယ်မလုပ်တာမျိုးတော့လကဒါမလို့ရှင်လဲသူနဲ့ကိုနဲ့မှာသူကနည်းနည်းလေးလှမ်းသွားခဲ့တယ်ကိုနဲ့သူ့ဘက်ကနေစားပြီးကိုရဲ့အဝေးကိုနည်းနည်းလေးတွားခဲ့တဲ့ပုံစံမျိုးတွေ့ရတယ်တစ်ဖက်လူနဲ့ကိုနဲ့ခြားထဲမှာတင်တဲ့သူနဲ့ခြားထဲမှာခြားလူရှိသလားပေါ့နော်အဲ့ဒါလေးကိုတစ်ချက်သွားပေးပါမယ်ပိုင်တူးသမားလေးတွေသူနဲ့ကိုနဲ့ကြားထဲမှာကြားလူရှိသလားကြားလူရှိသလားနည်းနည်းလေးတွေ့ဝေးနေခဏလေးနော်သူနဲ့ပိုင်တူးနဲ့တစ်ဖက်လူနဲ့ကြားထဲမှာတင်းတို့ကြားထဲမှာကြားလူရှိပါသလားပိုင်တူးလေးတွေကလေတိနေရလို့တော့ပြတယ်နော်ကြားလို့တော့မဟုတ်ကျွန်မခံစားရပြောမယ်နော်သူ့ကိုသဘောကျလို့လိုက်နေလို့ရရှိတတ်တယ်ဒီလားဒီမှာဆိုလို့ရှိရင်ကွာကိုနဲ့သူနဲ့တခြားလူပေါ့နော်သူ့သဘောကျနေသူကရှိတယ်မှာပြရမယ်ဆိုလို့ရှိရင်သူ့သဘောကျလို့နည်းနည်းချင်းကပ်နေ approach လုပ်နေသူကရှိတတ်တယ်အဲ့မှာကိုကနည်းနည်း jealousy ဝင်နေတဲ့ပုံစံမျိုးပေါ့တနည်းအားဖြင့်ကြားလူလို့တော့မဆိုထိုက်လောက်ဘူးဒါပေမဲ့သူ့ကိုအရန်ချင်းကပ်နေတယ်သူ့ကိုလိုက်နေတယ်ဆိုတဲ့ပုံစံမျိုးလေးတော့ရှိတယ်သူနဲ့သူ့ကိုလိုက်နေသူရဲ့ခြားမှာကိုကနည်းနည်း jealous ဖြစ်နေရတယ်ဆိုပုံစံပိုင်တူးလေးတွေကလေလုံးဝကြီးကြားလို့မရှိဘူးလို့တော့ပြောလို့မရအောင်ဒီလားကိုနဲ့သူနဲ့ခြားမှာသူ့ကိုမဟုတ်ဖ ೇನೆ သဘောကျနေသူရှိရအရန်ကိုသဘောကျနေရသူကလဲလို့စကားကြီးပြောသူတို့ကဟိုဘယ်ပြောမလဲကျွန်တော်တို့ဤခန်းကြီးလို့ပြောတော့နော်မစိုးသူတို့ကအဆက်ဆံရက်လဲကောင်းနေတယ်လို့မျိုးဖြစ်တယ်ဟိုလိုကြီး third party လိုမျိုးတွဲနေတာမျိုးပါမျိုးမဟုတ်ဘူးဆိုပေမဲ့လို့သူတို့ရဲ့ခြားထဲမှာသူနဲ့သူ့ရဲ့တခြားလူရဲ့ခြားထဲမှာဆက်ဆံရေးကောင်းလို့တော့ကိုကကြားရနေတဝင်းတိုးတယ်လို့မျိုး jealous ဖြစ်နေရတယ်လို့မျိုးလေးဖြစ်နေရတတ်တယ်တဲ့ပိုင်တူးလေးတွေကအဲ့လိုတော့တွေ့တယ်ကြားလူအစ်စ်တော်မဟုတ်ပေမဲ့အဲ့လိုလူတော့ရှိတတ်တယ်ဒီလားအဲ့လိုလူရှိတတ်တယ်ပြီးတော့တစ်ဖက်ကပြီးပိုင်တူးလေးတွေရဲ့တစ်ဖက်လူကနည်းနည်းလေးတော့ reflex ဆန်တယ်ဘယ်လိုပြောမလဲကိုပြစ်ထားတတ်တဲ့လူမျိုးနည်းနည်းအချစ်ပေါ်မှာလေ88ဆက်တဲ့လူတော့ဖြစ်တယ်အရင်လည်းသိမခံစားကြခြင်းပေါ့နော်အဲဆိုကျမခံစားတော့နည်းနည်းကိုပြစ်ထားသလိုကိုနည်းနည်းမကြောခိုင်းနိုင်နည်းနည်းလေးနေနိုင်တယ်ပေါ့နော်နေနိုင်တယ်ဒါပေမဲ့ဒီနေရာမှာဒီကတ်တွေအရာကြည့်ရတဲ့လောက်ကလည်းတစ်ဖက်ကလူကကိုခံစားချက်ကရှိရဒီမှာလေအပြန်အလှန်ချစ်ချင်းမြတ်တာမျိုးတွေ့တာဆိုတော့မတူခံစားချက်ရှိတယ်ကိုယ်လည်းခံစားချက်ရှိတယ်ကိုခံစားချက်ရှိတယ်သူကလည်းခံစားချက်ရှိရဆိုကတ်မျိုးကွာဒီကတ်ကလေဒါသူကနည်းနည်းရက်ဆက်တာအဲ့လိုကြောခိုင်းတာမျိုးအေးဆက်တာမျိုး reflect နည်းနည်းဆန်တယ်ဆိုတော့ကတ်မှတွေ့လိုက်တယ် reflect တဲ့တွေ့လိုက်လို့လေဆိုတော့အဲ့လိုမျိုးပဲရှိတယ်ဂျားလူကတော့ဂျားလူတို့တော့ပြောလို့မရဘူးဂျားလူမဟုတ်ဘူးဆိုပေမဲ့လို့တိုင်းနာတကူတည်းသူ့ကိုသဘောကျနေသူကတော့ရှိတယ်ပေါ့နော်ကိုနည်းနည်းတဝင်းတူတတ်တယ်ဆိုတော့ပိုက်တူးလေးတွေကနှစ်ယောက်ရဲ့အနာဂတ်မှာဘယ်လိုလေးဖြစ်နိုင်လဲပေါ့နော်ဆက်ကြည့်ပါမယ်
နေရရဲ့အနာကဘယ်လိုလေးဆက်ဖြစ်နိုင်မလဲပေါ့ patience please တဲ့နော်နည်းနည်းစိတ်ရှည်ပါလို့ပြောထားတယ်ပိုက်တူးလေးတွေကစိတ်ရှည်ရမယ်သူနဲ့ပတ်သက်လာရင်ပြီးတော့လေနှစ်ယောက်ရဲ့ခြားထဲမှာဟိုဦးစားပေးတာတွေကဘဝအတွက်အရင်ဖြစ်မယ်ပြောချင်တာကွာရှေ့ရေးအတွက်ပေါ့နော်ပို့ပြီးအရင်ဆုံးစူးစမ်းရတာမျိုးလေးမြင်ရတယ်တစ်ဖက်လူနဲ့ကိုယ်နဲ့ခြားထဲမှာလေဟိုအချစ်ကိုပဲတန်းသွားရတာမျိုးမဟုတ်သေးပဲနဲ့အတိုင်းအတာတူကွာဟိုငါနဲ့မင်းနဲ့ကြားထဲမှာငါနဲ့မင်းနဲ့အချစ်ရေးထက်ငါတို့ဘဝကြီးကိုပို့ပြီးတော့မှစူးစမ်းနေရတယ်ဆိုပုံစံမျိုးအဲ့လိုမျိုးလေးဖြစ်တတ်တာမျိုးပြတာပေါ့နော်အတိုင်းအတာတစ်ခုတည်းကိုနဲ့သူနဲ့ကြားထဲမှာအဲ့လိုလွယ်ကူသဘောကျလွယ်ကူနီးစပ်သွားတဲ့ကိန်းမျိုးမဟုတ်ဘဲနဲ့စိတ်ရှည်ရတာအချိန်တွေစောင့်ရတာအခြေမဟုတ်ဘဲနဲ့ဘဝရေးတွေကိုပို့ပြီးအာရုံစိုက်ရတာအဲ့လိုမျိုး factors လေးအဲ့လိုလေးအချက်ကလေးရှိလာတဲ့အနာဂတ်မှာဘာတွေဖြစ်နိုင်လဲဆိုရင်လေသူနဲ့ကိုလည်းအတိုင်းအတာတစ်ခုထူတော့လေအချိန်လေးတစ်ခုစောင့်ပြီးတော့ဝေးနေရတာမျိုးတော့ဖြစ်နိုင်တယ်ဒီလားသူ့ဘက်ကကိုအဆက်အသွယ်မလုပ်တာလေးကကြာတာလေးတွေပဲဖြစ်သူနဲ့ကိုလည်းဒီလိုမျိုး physical distance ဖြစ်နေတာလေးတွေကစောင့်ရတာမျိုးလေးပဲဖြစ်အချိန်တစ်ခုတော့စောင့်ရလိမ့်မယ်ဆိုလိုချင်တာဒီဆက်ဆံရေးကလေအချိန်တကြာသွားလိမ့်မယ်ဘာလို့ကိုလည်းနည်းနည်းလွမ်းဆွေးရအဓိကကွာလွမ်းဆွေးတာတက်ပြောမလဲကို healing ဖြစ်တဲ့အချိန်မျိုးအချိန်တစ်ခုယူပြီးတော့မှစောင့်ရတယ်ဒီဆက်ဆံရေးကလေသူနဲ့ကိုနဲ့ခြားထဲမှာခံစားချက်မရှိရတာမဟုတ်ဘူးဆိုပေမဲ့အတိုင်းအတာတစ်ခုထိနှစ်ယောက်သားမြင်မြင်အစိမ်းအဆင့်တက်သွားတာမျိုးမဟုတ်ဘူးကိုသဘောကျတဲ့ crash ကိုဆိုလို့ရှိရင် crash နဲ့ကိုနဲ့ကြားထဲမှာအချိန်ကြာကြီးစောင့်နေရတယ်လို့မျိုးပုံစံမျိုးနည်းနည်းဖြစ်တတ်တယ်အပြန်လန်ဒီမှာအပြန်လန်သဘောကျအပြန်လန်မြင့်တာမျှတဲ့ကမျိုးကြပဲမဲ့ချိန်စောင့်ရတတ်တယ်ဆိုတဲ့ကမျိုးပြီးတော့ဒီလေ in your message နဲ့ပြောတာ let the universe and other people know what you need ကိုလိုအပ်တဲ့အရာဘာလဲပေါ့နော်ကိုဆုတောင်းကိုတကယ်ဖြစ်ချင်တာဘာလဲပြောချင်တာပိုင်တူလေးတွေကသူနဲ့ပတ်သက်ပြီးတော့ဟိုနည်းနည်းပြောတာနားထဲမှာတမျိုးဖြစ်သွားမလားမသိဘူးတကယ်လက်တွေ့မှာသူ့စောင့်လို့ဒါပေမဲ့အရင်ခုစိတ်ထဲမှာစိတ်ကအရင်မထက်တန်နေတယ်လို့ဒီကက်လေးတွေမှာပြတယ် maybe ကိုကပေါ့နော်သူနဲ့ပတ်သက်လာတကယ်လက်တွေ့မှာဖြစ်နိုင်ပါမလားလို့တွေးဖို့နေရလဲပိုင်ပါမှာပေါ့အဲကြောင့်ဆင်မရဲ့ဒီဆင်မလေးရဲ့သူနဲ့ကိုနဲ့တကယ်လက်တွေ့မှာဖြစ်နိုင်မှုကအရင်ခက်ခဲတယ်မနီးစပ်နိုင်မှုအရင်ခက်ခဲတဲ့အတွက်ကြောင့်မလို့ကျွန်မတိတ်ပြီးမမျောလင့်ထားဘူးကျွန်တော်တိတ်မျောလင့်ထားလို့အဲအကြောင်းကိုယ့်ရဲ့ wish တွေပေါ့ wishes ပေါ့ your wishes ကိုယ့်ရဲ့ဆန္ဒတွေဆူတောင်းနေတယ်နည်းနည်းလေးမေးမိန်နေတယ်လို့ဖြစ်ရတယ်အဲ့တော့ဒီကက်လေးကကိုအားတဲ့ universe ပေါ့နော်စကြောလာကြီးလို့ကိုလိုချင်တာသူနဲ့ပတ်သက်ပြီးတော့တကယ်တမ်းပြမင်းရဲ့ဆူတောင်းနေရတကယ်ရောထက်တန်စိတ်ကထက်တန်ရဲ့လားလို့ကိုလာပြန်မေးတာဟုတ်ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ်နော်စိတ်ပူလို့ပဲဖြစ်ဖြစ်ဘာကြောင့်ပဲဖြစ်ဖြစ်တကယ်လက်တွေ့မှာကိုကသူနဲ့အဲ့လိုအဆင်ပြေဖို့နည်းနည်းလေးစိတ်အားထက်တန်မှုနည်းနေတယ်လို့ဒီကာလမှာပဲဖြစ်ရင်လည်းဖြစ်မှာပေါ့နော်အဲ့လိုဖြစ်နေတယ်တဲ့အဲကြောင့်ကိုကတစ်ဖက်လူပေါ်မှာခံစားချက်ရှိတယ်ဆိုလို့ရှိရင်လည်းအဲ့ဒါကိုကိုယ့်ရဲ့ဆူတောင်းလို့ဆန္ဒတို့နည်းနည်းလေးပုံပေါ်အောင်လုပ်ပါပေါ့စိတ်ပူပန်မှုတွေနဲ့ပဲဖုံသွားရင်ကြတော့အဲ့လိုသူနဲ့ကိုနဲ့ခြားထဲမှာအဲ့လိုဒီတိုင်းပုံမှန်လေးပဲဖြစ်နေတတ်တယ်ပေါ့နော်အဓိကကတော့ကိုယ့်ဘက်ကသူ့ပေါ်မှာဘယ်လိုတွေဆူတောင်းနေတာလဲဘယ်လိုခံစားချက်တွေရှိနေတာလဲဆိုတာတော့နည်းနည်းလေးပို့ပြီးဆူတောင်းတာတို့အဓိဋ္ဌာန်တာတို့ကိုယ့်ရဲ့ဆန္ဒတွေကိုဘယ်လိုပြောမလဲစိုးရိမ်မှုတွေနဲ့မဖုံးလွှမ်းသွားစေနဲ့ပေါ့နော်ပိုင်တူးတွေအရန်စိုးရိမ်တတ်တယ်ပိုင်တူးလေးတွေကလေပိုင်တူးလေးတွေကစိုးရိမ်တတ်တခုဆိုတော့ပါပြီလေးဆိုသူနဲ့ကိုယ်နဲ့ဖြစ်ချင်တဲ့ဆန္ဒတွေကမေးမိန်ကိုမေးမိန်စေတယ်အဲ့ဒါမျိုးသိမလုံးနဲ့လို့ပြောတာပေါ့နော်အဲကြောင့်ဒီကက်လေးနဲ့နည်းနည်းလေးထပ်ကြည့်အောင်ပဲပေါ့နော်နောက်ဆုံးကဏ္ဍလေးအနေနဲ့တစ်ဖက်လူနဲ့ကိုယ်နဲ့ကြားထဲမှာဘယ်လိုမျိုးအခြေအနေလေးတွေရှိတယ်လဲဆိုတာရယ်ပြီးတော့တိတဲ့နာလေးရောဘာလေးထပ်ရှိမလဲပေါ့နော်
မှာလဲနော်နည်းလေးစောင့်တခုတော့ပြောနေတာတော့ကိုကလေရှေ့မှာလဲပြောတယ်စိတ်ရှင်ရှိတယ်လို့လေသူနဲ့ကိုနဲ့ကြားမှာမျောလင်းလို့ရတာဖြစ်လာနိုင်တယ်ကိုကတခုတို့သွားလောလိုက်လို့ result တွေကရလက်တွေကမကောင်းလာမျိုးဘာမျိုးတော့ဖြစ်တတ်တယ်သတိထားရမှာလေကိုဒီမှာ patience your patience ဘာလို့ကိုစိတ်ရှင်ရှိတယ်လို့စောင့်ရကြိုးနှက်တာမျိုးတို့အဲ့လိုလေးဖြစ်လာလိမ့်မယ်ဒီလားဟောဒီမှာဒီကတကယ်တော့နော်ကျွန်မစောစောကနေဆွဲတဲ့တကက်ပဲထင်တာဒီမှာနှစ်ကတ်ထွက်လာစိတ်ရှင်ရှိတယ်လို့လေ marriage life တီသွားနိုင်လိမ့်မယ်ဒီလားခံရတာပိုက်တူးလေးတွေတစ်ဖက်လူနေတာတော်တော်လေးအချိန်ကြာစောင့်ရတာစိတ်တော်ရှည်ရလိမ့်မယ်ပေါ့နော်ကိုစိတ်ရှင်ရှိတယ်လို့ divine timing ပေါ့နော်တခုကအခိုက်အတန့်မှာကောင်းတဲ့အခိုက်အတန့်ကိုကြုံရတာသူနဲ့လက်ထက်တတိဖြစ်သွားနိုင်တာမျိုးလည်းဖြစ်နိုင်တယ်ဒီမှာ तू ကတခုဆိုလို့ရှိရင်တစ်ဖက်လူကနည်းနည်းမှန်းရခက်ကြီးပေါ့နော်အဲ့လိုသူ့ဘက်ကနေအရင်နီးစပ်လာအောင်တိတ်မလုပ်ဘူးအဲ့ကိုကနည်းနည်းစိတ်ဒီ universe message တကယ်ဒီကအရာစကားတစ်ခုကတော့စိတ်ရှင်ရှိတယ်လို့သူနဲ့ marriage life လက်ထက်တတိသွားနိုင်လိမ့်မယ်เนาะအဲ့လိုပြောထားတယ်ဒါပေမဲ့ကိုကစိတ်လောလိုက်တာပဲဖြစ်ဖြစ်တစ်ဖက်သူကို pressure တွေပေးလိုက်မိတာအဲ့လိုတခုခုကိုကအဲ့လိုစိတ်ပူပန်မှုများသွားတယ်ဆိုလို့ရှိရင်တော့သူနဲ့ကိုနဲ့ခြားထဲမှာနီးစပ်ဖို့ကသူနဲ့ကိုနဲ့မှာသူ့ကိုကသွားလောလိုက်တာ pressure များသွားတာပဲဖြစ်အဲ့လိုမျိုးဆိုရင်ကျတိတ်အဆင်မပြေတယ်ဘုရားသတိထားမယ်ပေါ့နော်ဒီနကအရန်ထူးဆန်းတယ်နော်ဆိုတော့ဆွဲတဲ့ကကြီးဆိုတော့ပိုက်တူးလေးတွေပြောလိုက်တယ်နော်ဒီကနော်ဆိုတော့ဒါထက်ဆွဲတာဒုတိယတစ်ခါထက်ဆွဲတာဒါပဲထက်ကြရသေးလားတစ်ဖက်လူကနည်းနည်းစွန်တဲ့ပုံစံဖြစ်မယ်နဲ့တူတယ်သူ့ကိုသဘောကျတဲ့လူတွေများတော့သူ့ကိုသဘောကျတဲ့လူတွေရှိတယ်ကွာအဲ့ဒါကိုဘယ်လိုပြောမလဲကိုကနည်းနည်းလေးတဝင်တိုးစရာလေးတွေကြုံရတာဖြစ်နိုင်တယ်ပြီးတော့ဒီမှာသူပြောချင်တဲ့ message ရှုံးမယ်ထင်တယ်ဘာလို့နှစ်ခေါက်တောင်ထက်ကြတာဆိုတော့လေ as you reveal your innermost selves to each other your bond depends ကိုရဲ့ဆိုတော့လည်းနည်းပြောခဲ့တယ်ဗောနော်ကိုကသူ့ကိုသဘောတော့ကြတယ်မဲ့ကိုကသူနဲ့ပတ်သက်ဘာလို့ချင်တာလဲသူ့ပေါ်မှာတကယ်အရန်ကိုပဲနီးစပ်ချင်တာလားဘာလားဆိုတာတကယ်လက်တွေ့မှာဆင်မရဲ့မဖြစ်နိုင်ပါဘူးအဲ့လိုစိတ်မျိုးတွေနဲ့ကိုကဖုံးလာတယ်ကိုရဲ့ဆူတောင်းနေကိုရဲ့ဖြစ်ချင်တဲ့ဆန္ဒတွေပြင်းပြမှုတွေကတိတ်နည်းမိမ့်မိန်နေရလို့တွေ့တယ်အဲ့ဒါတွေကတိတ်မကောင်းဘူးဗောနော်အဲ့ဒီကိုယ့်ရဲ့ inner child ပေါ့ကိုယ့်ရဲ့စိတ်အတွင်းထဲကသူနဲ့ဖြစ်ချင်တဲ့ဟာတွေကိုနည်းနည်းပေါ်လွန်လေးဖြစ်ပါမှဆူတောင်းဆိုလဲတေချာလေးဆူတောင်းတာမျိုးသူနဲ့ဖြစ်ချင်တဲ့အရာကိုဘာလဲပေါ့မလေးလေးနက်နက်ကိုကတွေးပြီးတော့မှသွားမှပဲ universe ကကိုယ့်ရဲ့သူနဲ့ပတ်သက်လို့ဖြစ်ချင်တဲ့ဟာကိုမသိဘူးစကြဝဠာကြီးကလေအဲ့လိုပုံစံဖြစ်နေကိုယ့်ရဲ့ရင်ထဲမှာအတွင်းထဲမှာရှိတဲ့ခံစားချက်တွေကဘာလဲသူ့ပေါ်မှာလည်းတကယ်တမ်းပြက်သားတိတ်မရှိဘူးဒီပိုင်တူးလေးတွေကလေစိတ်နှခွလေးတွေဖြစ်နေတော့ကိုသူ့ပေါ်မှာထားတဲ့ခံစားချက်ကိုတိတိပပဖြစ်အောင်လုပ်ပါလို့ပြောတာ။မဆူတောင်းတဲ့အတိတ်ထန်နေပါဆိုလေ။သူနဲ့ပတ်သက်တိတိကျကျကိုယ့်ရဲ့စိတ်ကဘာဖြစ်ချင်တာလဲအဲ့ဒါလေးကိုတော့တေချာလေးတွေးပါဆိုပြီးပြောတာနော်။ပြီးတော့ဒီမှာလည်းတော့ express your love တဲ့။တစ်ဖက်လူကိုစောင့်တော့မနေနဲ့တဲ့။ကိုကယောက်ျားလေးဆိုရင်တော့ပိုက်တူးလေးတွေအဆင်ပြေကို go ahead ပေါ့နော်။ကိုယ့်ဘက်ကနီးစပ်အောင်လုပ်ပါလို့ပြောတာ။မိန်းကလေးဆိုလဲကိုယ့်ဘက်ကနည်းနည်းဘယ်လိုမလဲစောင့်နေုံတက်မဟုတ်ပဲねပေါ့နော်သူနဲ့စကားတွေပြောတာပိုပြီးရင်းနှီးနှီးစပ်မှုရယူတာကိုယ့်ဘက်ကလည်းသူနဲ့ဆက်ဆံရေးတခုမှာပိုပြီးရင်းနှီးနှီးစပ်အောင်လို့ကိုက gesture အပြုအမူလေးနဲ့ပြသတာမျိုးလုပ်ရလိမ့်မယ်ကိုယ့်ရဲ့ခံစားချက်ကိုအဓိကသူ့ပေါ်မှာထားတဲ့ခံစားချက်ပြက်သားဖြစ်အောင်ရင်လုပ်ပြီးရင်သူနဲ့ပတ်သက်လို့ရင်းနှီးနှီးစပ်အောင်လည်းကိုယ့်ဘက်ကလုပ်ခံစားချက်တွေကိုလည်းပြသတာမျိုးလုပ်ဆိုပုံစံမျိုးပြောရတာပေါ့နော်တဲ့ရဲ့အတွင်းထဲကသူ့ပေါ်မှာထားတဲ့ခံစားချက်တွေကဖြစ်နိုင်လားမဖြစ်နိုင်လားဆိုရင်စိတ်တွေဝေဝါးပြီးတော့စိတ်ထားဒီဖြစ်ချင်တဲ့ဆန္ဒလေးတွေကပျော့နေတယ်အဲ့လိုပုံစံမျိုးပြတာအဲ့ဒါလေးပြင်နေပြောရမယ်သတိထားရမယ်ပေါ့နော်ပြင်ရလိမ့်မယ်ဒါကိုတော့ကျွန်မပြောချင်ပါတယ်ဆိုတော့တင်းတို့ကြားထဲမှာတော့တစ်ဖက်လူမရှိဘူးဆိုပေမဲ့သူ့ကိုသဘောကျနေသူတွေကတော့တင်မဟုတ်ဘဲနဲ့တခြားသဘောကျနေသူတွေအများကြီးရှိတတ်တယ်အဲ့ဒါလေးတော့သိထားပါပေါ့နော်ဆိုတော့ပြန်ပြီးတော့အနေချုပ်မယ်ဆိုတော့ပိုက်တူးလေးတွေကအချိန်စိတ်ရှည်စွာနဲ့စောင့်နေပြောရမလားနီးစပ်အောင်ပြောမလားဒီဆက်ဆံရေးလက်မလျှော့လေးသူเนี่ย marriage life ထိသွားနိုင်လေးပေါ့အချိန်တခုတော့ကြာတယ်သူကအချစ်ကိုသိပြီးမှမဖော်ပြတတ်တဲ့ပုံစံမျိုးရှိတော့လေကိုနည်းနည်းနာကျင်ရမျိုးဖြစ်တော့ဖြစ်နိုင်တယ်ဆိုပေမဲ့ fighting မှာဆိုတော့တူပါပဲပိုက်တူးလေးတွေကလည်းအရင်အဆွဲလမ်းမကြည့်ပါနဲ့ဘာလို့ဆိုတော့အမြဲကျွန်မ tarot reader တယောက်နေနဲ့မာနေကြအတိုင်းပေါ့နော်တစ်ဖက်လူနဲ့ကိုနဲ့ခြားထဲမှာတော့အဲ့လိုခွင့်လွတ်တင်တာလဲခွင့်လွတ်တစ်ခုကိုပုံမှန်နဲ့ကိုယ့်ဘက်ကပြောဆိုတင်တာပြောဆိုနီးစပ်အောင်လုပ်တယ်ဆိုလဲကိုယ့်ဘက်ကသူ့စောင့်နေအောင်ပဲနီးစပ်အောင်လုပ်တာစကားတွေပုံမှန်ပြောတာအဲ့လိုမျိုးလေးပို့ပြီးလုပ်ပေးပါဆိုပြီးတော့ပြောရတာပေါ့နော်အပိုက်တူလေးတွေလည်းအတူတူပါပဲဆက်ဆက်ရအဆင်ပြေပါစေဒီကအများ
အများကိုပေါ့နော်ပိုက်တူးအများစုပြောတာဆိုတော့အရန်တော့အဆွဲလန်းမကြီးမဲ့ဆိုပေမဲ့လို့ပိုက်တူးလေးတွေကကိုယ့်ရဲ့ဆန္ဒပါလဲကိုယ့်ရဲ့ဆူတောင်းပါလဲကိုပြစ်စင်တာပါလဲတိကျဘယ်လိုပြောတိကျအောင်လုပ်ပါပြင်သူနဲ့နီးစပ်ဖို့ကိုယ့်ဘက်ကလည်းအဲ့လိုကိုယ့်ရဲ့ခံစားချက်တွေကိုဖော်ပြတာသူနဲ့ရင်းနှီးနီးစပ်ပုံမှန်လင်းစကားပြောတာဆက်ဆံရေးတခုကိုအဲ့လိုလုပ်ဖို့လိုအပ်လိမ့်မယ်ဒါကိုပြောချင်တာပေါ့နော်တီးတဲ့မေးချင်တဲ့သူလေးတွေကဒါပညာဒါနဖြစ်တဲ့အတွက်ကြောင့်မလို့အများစုကိုကျွန်မပိုင်1ပိုင်2ဆိုပြီးလေနှစ်ဖွဲ့ခွဲပြီးကြည့်ပြလိုက်တာပါနော်ကိုကတီးတဲ့သူနဲ့ကိုနဲ့ကြားထဲမှာတီးတဲ့မေးချင်တယ်သူကလက်တွဲပေါ်စစ်တဲ့ reading တွေပါလေကျွန်မမှာရှိတော့ရှိတယ်ပညာရေးတို့ကျမ်းမာရေးတို့လည်းရှိတယ်ပေါ့နော်ကိုတဦးတယောက်ချင်းတီးတဲ့မေးချင်တယ်ဆိုတော့ကျွန်မဒီ page ရဲ့ messenger မှာလာပြီးတော့ဆင်မလေးဟောပေးနိုင်နေပေါ့နော်ဒီ booking ရက်ကလေးရယ်ဈေးနှုန်းလေးရယ်ဆိုပြီးတော့စုံစမ်းနိုင်ပါတယ်ကျွန်မတော့ဟိုနည်းနည်းဂျပန်တက္ကသိုလ်တက်နေတော့လေဒီစာပြန်တာလေးကိုနည်းနည်းလေးစောင့်ပြီးပါကျွန်မဘာလို့အဲ့လိုခဏခဏပြောတာလဲဆိုတော့လေသူကျစာပြန်တာလေးစောင့်ရင်စိတ်ပူမှာဆိုလို့ပါစာပြန်မလာသေးဘူးငွေလွှဲဘုခင်တင်ထားတယ်ဆိုလဲငွေလွှဲထားပြီးလဲကျွန်မတေချာပေါက်စာပြန်လာမှာပေါ့နော်အဲ့ဒါလေးတရားစိတ်ပူမှာဆိုလို့ပါတချို့ကျတော့မသိဘူးလေနော်အဲ့ကြောင့်မှစာတက္ကသိုလ်ကရှင်းလို့ညနေပိုင်းလောက်ထိကိုများညနေ9နာရီ6နာရီလောက်ထိဆိုတော့အဲ့ရပြန်လာတော့မှကျွန်မခါကြရင်ပိတ်ရက်လေးတွေတော့ပို့ပြီးဟောပေးဖြစ်တယ်ပေါ့နော်အဲကြောင့်မင်းများနိုင်ပါတယ်တီးတန့် booking လေးတွေလည်းလာရောက်ပြီးတော့ကျေးဇူးတင်ပါတယ်အားလုံးပဲအဆဆရအဆင်ပြေပါစေနော်ကျမယူစိတ်ကြပါအေးနေမယ်ထင်တယ်မြန်မာမှာဂျပန်မှာရှိတဲ့ future လေးတွေလည်း view site ပါအများကြီးပဲကျွန်တော်တို့ပြည်သက်လေးဒီမှာလည်းတခြားနိုင်ငံရောအဲ့လိုနဲ့အေးနေတယ်ဆိုတော့လေကျမယူစိတ်ကြပါအေးမမြအောင်လို့ကျေးဇူးတင်ပါတယ်အားလုံးတတပါ